ဘလောက်ပဲပစ္စည်းချမ်းသာစိတ်ဓာတ်ကမနာလိုဝန်တိုတဲ့စိတ်ပုတ်စိတ်ယုတ်ရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာမကြခင်မဲ့ထိုစိတ်ပုတ်စိတ်ယုတ်ရဲ့အကျိုးဆက်ကိုခံရမှာဖြစ်စိတ်ကောင်းနှလုံးကောင်းမရှိဘူးဆိုရင်သူရထားတဲ့စီစဉ်ဥစ္စာဟာတခဏမျှတာဖြစ်စိတ်ကောင်းနှလုံးကောင်းဆိုတာကိုချင်းစာတရားပေါ်မှာအခြေခံတယ်ကိုချင်းစာတရားကိုအခြေခံဘယ်သူဘောဖြစ်ဖြစ်ဆက်ဆံတဲ့အခါမှာကိုယ့်ရဲ့ကိုချင်းစာတရားကိုတိတ်အထင်ကြီးမနေနဲ့လောကမှာမဝင်သောနေဆိုတာမရှိဘူးထွက်လာသမျှနေတိုင်းဟာအချိန်တန်ဝင်သွားရတာကြီးပဲမကြွေသောပန်းဆိုတာလည်းမရှိဘူးဖူးပြီးရင်ပွင့်ပြီးရင်တော့အချိန်ကုန်ရင်တော့ငိုရတဲ့အချိန်တိုင်းမှာဒီဒေသနာလေးကိုအမှတ်ရရင်မျက်ရည်တိတ်နိုင်ကောင်းတယ်လို့ဘုံကတွေးမိတာတရားလေးကိုဖတ်ရင်းနဲ့မျက်ရည်ကျပြီဆိုအော်ငိုမနေပါနဲ့အားရသေးဘူးလားတတန်တရားလုံးငိုလာတာဘုရားသမုဒ္ဒရာလေးစင်းမှာရှိတယ်ရေထက်တောင်များတယ်လို့ပြောတာဒီတစ်ဆက်နဲ့တော့တိုးပြီးတော့များတော့ပါဘူးဟုတ်လားငိုမနေပါနဲ့လို့ကိုဘာလို့ဖို့လို့တော့နှစ်သိမ့်ဖို့လိုမယ်ပေါ့နော်ဟုတ်လားဒီမှာမြတ်စွာဘုရားအဲ့ဒါလိုလေးသမုဒ္ဒရာလေးစင်းမှာရှိတဲ့ရေကနေတယ်ဒုက္ခနဲ့တွေ့လို့ငိုရတဲ့မြေတွေကများတယ်လို့ပြောပြီးတဲ့နောက်မှာနောက်ဆုံးဘာသာလေးပါပြောတော့အဲ့ဒါလေးကအဓိကအချက်ကလေးပေါ့နော်ကိဉ္ကရဏအမတုဝံပမစ္စတိဒီသဘာဝတွေဒီလိုဖြစ်ခဲ့တာတိပါလက်ကနဲ့ကိဉ္ကရဏဘယ်အကြောင်းကြောင့်အမတုဝံသင်သည်ပမစ္စတိမေ့လျော့၍နေပြီတဲ့နေတဲ့ဒါဒီအကြောင်းအရာတွေမင်းဘာလို့မေ့နေတာလဲအဲ့ဒါကိုဘုံဘုံကဖတ်ရင်းနဲ့စိတ်ထဲမှာတမျိုးလေးသဘောပေါက်သွားတယ်ဟုတ်တာပဲလို့ဒါတွေကိုမေ့နေလို့သာအခုကိစ္စတွေကိုအရေးကြီးထင်ပြီးတော့ငိုးနေတာငကိုယ်တုန်းကငိုခဲ့ရတဲ့ကိစ္စတွေငိုခဲ့တဲ့အနေအထားတွေကိုပြန်ပြီးတော့အမှတ်ရမယ်ဆိုရင်ဒီကိစ္စကဘယ်လောက်ငိုစရာကောင်းမှာမဟုတ်ဘူးကျတို့မေ့ခဲ့ကြတာနော်ငိုတော့တကယ်ငိုခဲ့ကြတာပဲနော်အရင်ဘဝကလည်းငိုရတယ်အရင်ဘဝကလည်းငိုရတယ်တကယ်ကိုအကြီးအကျယ်မြည်ကြီးမှလူလှိမ့်ပြီးတော့ငိုခဲ့တယ်ငိုရင်းနဲ့သေခဲ့တဲ့ဘဝတောင်ရည်တွက်နိုင်မှာမဟုတ်အဲ့ဒါလေးကျတို့ဘာဖြစ်ပြလိုက်တာတော့မေ့ပလိုက်တာနော်ပရိသေငါနှိမ်ပါနေချိန်မှာငါမှန်နေပေမဲ့ငါဘက်ကမရက်တည်ခဲ့တဲ့လူတွေကိုလည်းငါမမေ့ဘူးမရှိတာကိုစွန့်ပြီးတော့မှငါကောင်းခဲ့ပေမဲ့ငါအပေါ်မကောင်းခဲ့ကြတဲ့လူတွေကိုလည်းငါမမေ့ဘူးငါပေးတဲ့မေတ္တာတွေကိုအငွေ့ပြန်စေပြီးစားငံရည်တွေသာပြန်ရွာချပေးတဲ့လူတွေကိုလည်းငါမမေ့ဘူးငါတန်ဖိုးထားဆက်ဆံခဲ့ပေမဲ့ငါဖြစ်တည်မှုကိုမယိုတည်တဲ့လူတွေကိုလည်းငါမမေ့ဘူးငါကျေးဇူးတရားတွေကိုမေ့ပြီးငါ့ကိုအကောင်းမမြင်တဲ့လူတွေကိုလည်းငါမမေ့ဘူးငါဘက်ကကာကွယ်ပေးခဲ့ပေမဲ့ငါ့ကိုထိုးနှက်ဖို့ဝန်မလေးတဲ့လူတွေကိုငါမမေ့ဘူးငါတိုက်ခိုက်ခံနေရချိန်မှာငါဘေးကရှောင်ဖယ်ခဲ့တဲ့လူတွေကိုလည်းငါမမေ့ဘူး